ဆိုတာကိုသုံးတယောက်ကဆုံးဖြတ်လို့မရပါဘူးဒီကနေ့ပြည်သူတွေအသိဆုံးဖြစ်ပါလိမ့်မယ်ဟောဒီဒေသမှာအထူးသဖြင့်အုပ်ချုပ်ရေးပိုင်းတွေဌာနဆိုင်ရာတွေဟာပြည်သူတွေစီကလက်ဖြတ်တောင်းတာတစ်မျိုးအိတ်ကိုဟပေးတာတစ်မျိုးဖလားကြီးထိုးခံလိုက်တာတစ်မျိုးခေါင်းရိုက်ဖို့ချိန်ပြီးတော့ခေါင်းသွင်းမှာစကားပြောရတာတစ်မျိုးရှိသလားမရှိဘူးလားပြည်သူတွေသိလို့အဲ့ဒါတွေကဘိုးကမေတ္တာရှိလို့တရားလို့ပေးနေရတာလားကြောက်လို့မပေးမဖြစ်ဓမြကိုပေးတယ်လို့ပေးနေရတာလားဆိုတာပြည်သူတွေသိလို့ဖြစ်လိမ့်မယ်ဟုတ်တယ်နော်အဲ့ဒါတွေရှိနေဦးမယ်နောက်ထပ်အခွင့်အရေးခံမှုတွေရှိနေမယ်အခွင့်အရေးခံတယ်ဆိုတာကတော့ရှင်းပါတယ်ဟောဒီမှာရှိတဲ့သယံဇာတအားလုံးပါဟောဒီမှာလူအုပ်ထဲမှာကျွန်တော်တို့လူတစ်ထောင်ရှိတယ်ဆိုတော့သိန်းတစ်ထောင်တန်တဲ့မြေကိုသိန်းတစ်ထောင်နဲ့ရောင်းလူတစ်ထောင်ကိုတယောက်ကိုတစ်သိန်းစီဝေတယ်ဆိုရင်ရေဘူးရမျှတပါတယ်လို့ပြောလို့ရကြရပါလိမ့်မယ်ဒါပေမဲ့စဉ်းစားကြကြာပါသေးတယ်နောက်ထပ်မမွေးသေးတဲ့ကလေးတွေပါဒီမြေကိုပိုင်ပါတယ်အဲ့ဒါကြောင့်နောင်လာနောင်သားတွေအတွက်ပါဝေစုခွဲပေးရမှာကိုအခုရှိတဲ့လူရောနောက်မွေးတဲ့ကလေးတွေရောကိုယ်တော်ကိုအကုန်လုံးယူပြီးတော့အိတ်ထဲထည့်တဲ့သူတွေကိုလည်းဆက်ရင်ဆိုင်ရအောင်ပါပါအလိုပါလေအဲ့ဒါအခွင့်အရေးခံတဲ့ကိစ္စတွေအဲ့တော့အခွင့်အရေးခံတဲ့ကိစ္စတွေဖိနှိပ်ချုပ်ချယ်တဲ့ကိစ္စတွေကိုဆက်ရင်ဆိုင်ဖို့ကျွန်တော်တို့ကနေုံတွန်နေုံနဲ့မပြီးပါဘူးတတ်နိုင်တော့ကျွန်တော်တို့လည်းတွန်ကျင်ကကြတာပေါ့ဒေါင်းနေတာဒါပေမဲ့အခြေအနေဟာပြည်သူတွေအားလုံးသိဆုံးပါနောက်ထပ်ကျွန်တော်တို့ရင်ဆိုင်ရမယ့်တိုက်ပွဲတွေများစွာကြုံနေပါလိမ့်မယ်မတရားမှု